မြန်မာစကားမှာရှိတယ်မဟုတ်လားဘူးဒီတိမအမျိုးတော်တယ်ဆိုတာရွှေရှိမှအမျိုးတော်တယ်ငွေရှိမှအမျိုးတော်တယ်နော်လူဆိုတာတော်တော်ခက်တယ်ဆင်းရဲမွဲတည်တဲ့လူဆိုအမျိုးတော်မှပဲအမျိုးတော်တယ်လို့ပြောချင်ဘူးတော်တော်နီးစပ်တဲ့အမျိုးတော်အမျိုးမတော်ဘူးလို့ပြောဆင်းရဲပြီဆိုလို့ရှိရင်ဘယ်သူမှမကြိုက်အဲ့တော့ဗမာပြည်ကလည်းအခုဆင်းရဲနေတယ်ဆိုတော့တပြီးတော့အမျိုးတော်ခြင်းကြဖို့မပေါ်ဘူးချက်နိုင်ငံတကာဝိုင်းဖိနှိပ်အဲ့ဒါဆင်းရဲလို့မဆင်းရဲအောင်လုပ်ကြကိုယ်နိုင်ငံကြီးပွားတိုးတက်အောင်လူတိုင်းဟာအသုံးအဖြုံးမှာအသုံးမဲ့သုံးပြီးတော့အဖြုံးနေမဖြုံးကြပဲနဲ့ဗမာလည်းအဖြုံးကတော့တော်တော်ကောင်းတယ် iPhone ကင်တာမြန်မာပြည်ကအများဆုံးဖြစ်နေရှိမရှိပိုက်ဆံရှိမရှိလူတွေကအဲ့လိုဖြစ်မရှိခိုးနိုးမလှဆုံးရိုးတဲ့လူကလည်းရုပ်ဆိုးပြီးဒီကောင်ဆုံးတတ်တယ်နဲ့တူတယ်ဒီလူကဆုံးတယ်ဆုံးဒီကြီးဆုံးမကြီးလို့ပြောခံမလှတဲ့လူဆိုရင်လေမရှိတဲ့လူဆိုရင်ခိုးနိုးပဲငါပစ္စည်းများခိုးမလို့လာတာလားမရှိတဲ့လူလာရင်အဲ့လိုထင်တာအဲ့လိုဖြစ်တယ်ဒါကြောင့်ရှေ့အောင်ကြိုးစားရမယ်တရားမှန်ကန်တဲ့တရားတဲ့နိလန်းနဲ့အလုတ်ပို့လို့အလုတ်ကြိုးစားရင်ရှိလားလုတ်ကြိုးစားတစ်ချိန်တော့ဗမာပြည်ဟာရှေ့တောင်အာရှမှာချမ်းသာလို့သူများတော်လိုက်ပြီးထောက်ပံ့နိုင်တဲ့နိုင်ငံဖြစ်ခဲ့ဘူးတဲ့ပေါ့ဒါအမှန်တိုင်းပဲနော်ကံမကောင်းအကြောင်းမလာတဲ့အခါမှာဒီဘဝရောက်လာကံမကောင်းဆိုတာအလုတ်မကောင်းလို့ဖြစ်တာနော်မင်္ဂလာတုံလေးစိတ်ခုမင်္ဂလာတုံလေးစိတ်မဟုတ်ဘူးအရင်အဟောင်းဟာအာရှမှာပထမဆုံးကောင်းဆုံးနဲ့အရှိတောင်အာရှသမထရုပ်ရှင်ယုံကြီးကစင်ကာပူကတောင်လာကြည့်ရအကောင်းဆုံးနဲ့ရုပ်ရှင်ယုံနဲ့ရှန်ကင်းတိုက်တန်းနေရဆိုရင်စင်ကာပူကနီးလာယူရတယ်ခုချိန်ပြောတာမဟုတ်ဘူးနော်ခုချိန်နီးယူစရာဆိုဘာမှမရှိဘူးနီးယူစရာမရှိဘူးစော်ကားစရာပဲရှိတယ်ဘုမာပြီလောကလူဟာပညာတတ်တာမတတ်တာနဲ့လည်းမဆိုင်ဘူးချမ်းသာတာပဲလေစဉ်းစားကြည့်လေဘာပညာမှမသင်ရသေးဘူးတထိတ်အိမ်သွားမွေးရင်ဒါမချမ်းသာဘူးလားတထိတ်သားသမီးသွားဖြစ်ရင်ဘာပညာမှမသင်ရသေးခင်ကိုတထိတ်သားတော့ကြားဘူးသေးတယ်တထိတ်သားလေးလဲရင်မှုေးတဲ့နော်ဆင်းရဲသားလေးလဲရင်ကြတော့မသေးခင်ပုတ်နေတာပြောတာလူတွေကအဲ့လိုပြောတာချမ်းသာတဲ့လူဆိုတော့မင်းဓမ္မကောင်းတာကျမ်းပါတယ်အားပေးလိုက်သေးတာဆင်းရဲတဲ့လူလဲလို့ရှိရင်မသေးခင်ပုတ်လူချားတယ်လားလူတော့ပြောခံရတာနော်အပ္ပဇန်ရှိတာနဲ့မရှိတာအလွန်ကွာခြားတယ်ဆိုတာပြောပြတူတူပဲလေဘာထူးသူ့လေကိုလေတူတူလူတချို့လေလူလောကမှာပိုက်ဆံရှိရမျက်နှာလိုက်ကြတာဒါတဘာဝလူတဘာဝပြောပြလူလောကကအဲ့တိုင်ပဲဘာပညာမှမတတ်နဲ့တထေးသားလေးဆိုလို့ရှိရင်အမလေးဝိုင်းမှုတ်ဝိုင်းလေနေပတ်စံမျက်နှာလေတခါတော့ဘုန်းကြီးတို့စင်ကာပူသွားတယ်စင်ကာပူသွားတော့တခါဓမ္မတွေကချမ်းချမ်းသာသာသွားအောင်လို့ဆိုအသက်ကြီးပြီး business class ကတင်ပေးတာပေါ့နော်အတင်ပေးတဲ့အခါကျတော့အမလေးလင်းမယ်လင်းမောင်တွေကပြုံးတာပဲဘုံဘုံကကိုတတိပေးတယ်မင်းပြုံးတာမဟုတ်ဘူးနော်ပိုက်ဆံပြုံးတာအဲ့ဒီမှာလူတွေကကိုယ်ပြုံးပြတယ်ထင်တာကိုယ်ပြုံးတာမဟုတ်ပိုက်ဆံကိုပြုံးတာလို့ business class ဆိုရင်သူတို့ကဂရုစိုက်ရတော့မှလေအဲ့ဒါကိုမထင်မဲနဲ့ငါပြုံးပြတယ်လို့သွားထင်မှားလိုက်မယ်ဟုတ်လားပိုက်ဆံပေးနိုင်ရင်ပေးနိုင်တဲ့လူပြုံးပြမှာပဲမပေးနိုင်လို့ကတော့အဲ့ဒါလက်အောင်ကြည့်မှာမဟုတ်ဘူးအဲ့ဒါလောကကြီးမှာလူတွေကကိုယ်ပြုံးပြနေရင်အဲ့ဒါဗက်ဆံကိုပြုံးပြတယ်လို့သာအောင်းမိတ်နော်တတ်နိုင်တဲ့လူမှာပြုံးပြ